အားလုံးပဲမင်္ဂလာပါကျွန်တော် Frank ပါဒီနေ့ကျွန်တော်က N3 grammar ရဲ့ J10 အနေနဲ့ grammar ပုံစံလေးတစ်ခုကိုပြောပြသွားမှာဖြစ်ပါတယ်ပထမဦးဆုံးတွေ့ရမယ့်ပုံစံကကြတော့ Tokoro data ဆိုတဲ့ grammar ဖြစ်ပါတယ်เนาะ Tokoro data မြန်မာလိုအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့မလို့ဖြစ်ခဲ့တဲ့တခုခုကိစ္စတခုခုကဖြစ်တော့မလို့ဖြစ်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးနဲ့အဓိပ္ပာယ်နဲ့သုံးလို့ရမှာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ဆယ်စုစုခုဘာတွေနဲ့ဆက်သွယ်လဲဆိုလို့ရှိရင်ဒိုးရှိပေါ့နော်ဒိုးရှိဆိုတာက verb တွေသုံးတယ်အဲ့ဒီ verb တွေကဘယ်လို verb တွေလဲဆိုတော့ကြီးလျှော့ခဲတွေသုံးပါတယ်ကြီးလျှော့ခဲပုံစံနဲ့သုံးလို့ရတယ်အနောက်မှာ Tokoro data လေးကိုကျွန်တော်တို့တွဲပြီးတော့သုံးမယ်သူ့ရဲ့အဓိပ္ပာယ်အနေနဲ့ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်အနေနဲ့ကကျတော့မိုးစကိုရှိတဲ့နာနီနာနီစရု Tokoro data နောက်ထပ်နည်းနည်းလေးသာဆက်ပြီးတော့တခုခုသာလုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နောက်ကတခြားအခြေအနေတခုဖြစ်တော့မလို့ဖြစ်ခဲ့တယ်เนาะဒါပေမဲ့တကယ်တမ်းကျအဲ့ဒါမဖြစ်ခဲ့ဘူးဆိုတဲ့ပုံစံနဲ့ပြောတယ်เนาะတခုခုသာဆက်ပြီးတော့ဆက်သွားမယ်ဆက်ပြီးတော့လှုပ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့နောက်မှာတခြားအခြေအနေတခုကဖြစ်တော့မလို့ဖြစ်သွားတယ်เนาะအဲ့တော့ရောဟိုးတွေအနေနဲ့ကကြတော့ဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ဓာနိကာကအိုခိုရီဆိုဒတ်တာကเนาะတခုခုဖြစ်တော့မလို့ဖြစ်ခဲ့တယ်ဖြစ်တော့မလို့ဖြစ်ခဲ့ပြီမဲ့ခက်ကျော်ခုโอโครานาคตะဂျောဒန်ကိုအာရဝါဆိုခက်ကျော်ခုဆိုတာနောက်ဆုံးမှာလို့ပြောချင်တာเนาะနောက်ဆုံးမှာတော့မဖြစ်ပွားခဲ့ဘူးဆိုတဲ့အခြေအနေမျိုးဖော်ပြပါတယ်တဲ့ပြောချင်တာကတော့တခုခုကတော့ဖြစ်တော့မလို့ဖြစ်ခဲ့တယ်ဒါပေမဲ့အဆုံးသက်ကြတော့အခုသူပြောနေတဲ့ကိစ္စကြီးမဖြစ်ခဲ့ဘူးဒုတိယပုံစံတစ်ခုကကျတော့ဒိုရီတာကချီကာခတ်တာကချီကာခတ်တာကเนาะဒါလေးကိုကျွန်တော်တပိုင်းရှင်းမယ်ဘလောက်ပဲဖြစ်ဖို့နီးစပ်ခဲ့တလဲဆိုတာဘလောက်ပဲဖြစ်ဖို့နီးစပ်ခဲ့ပါစီပေါ့တကယ်တမ်းတော့မဖြစ်ခဲ့ဘူးเนาะအဲ့ဒါကိုအဓိကပြောချင်တာဖြစ်တယ်ဘလောက်ပဲဖြစ်ဖို့နီးစပ်ခဲ့တယ်ဆိုတဲ့အခြေအနေဘလောက်တောင်ဖြစ်ဖို့နီးစပ်ခဲ့တယ်ဆိုတဲ့အခြေအနေတခုကိုပြောချင်တာနောက်တစ်ခုကကျတော့အန်ရှင်းကန်ကိုပြောကြောစုခုတို့ကအိုးအန်ရှင်းကန်ဆိုတာကစိတ်အေးသွားတယ်နော်ဘလောက်တောင်အန်နီရဲ့တခုခုကြားရောက်ဖို့ဘလောက်တောင်မှဒီကိစ္စတခုကဖြစ်ဖို့နီးစပ်ခဲ့တယ်ဆိုတာကိုအဓိကထားပြောပြီးတော့အဲ့လိုမဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အန်ရှင်းကန်နော်စိတ်အေးသွားတယ်ဆိုတာကိုတဲ့ကျောချောစုရုကိုတကအိုးအလေးနဲ့ထားပြီးတော့ဖော်ပြတဲ့အရာမျိုးတွေကများတယ်နော်ဆိုတော့ကိစ္စတခုကအန်ရီရှိတဲ့ကိစ္စတခုဒါမှမဟုတ်လည်းမဖြစ်စေချင်တဲ့ကိစ္စတခုဖြစ်တော့မဖြစ်ခဲ့ဘူးဒါပေမဲ့ဖြစ်ဖို့ဘယ်လောက်တောင်မှနီးစပ်ခဲ့တယ်လဲဆိုတော့တစ်ဖက်လူသိအောင်ပြောချင်တာအဲ့လိုမဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့လေ तू ကဘယ်လောက်တောင်မှစိတ်အေးသွားတယ်လဲဆိုတော့အလေးနဲ့ထားပြီးတော့ပြောချင်တာနောက်ဆုံးတစ်ခုကကျတော့ဟာနာရှိကူတိုဘာတို့ခါကီကူတိုဘာတော့လျော်ဟိုတဲ့ Ipandeki ဒီ grammar လေးကနော်ဟာနာရှိကူတိုဘာစကားပြောအနေနဲ့လည်းသုံးပါတယ်စကားပြောတဲ့နေရာတွေမှာလည်းသုံးတယ်လို့ခါကီကူတိုဘာစာအရေးသားတဲ့နေရာတွေမှာလည်းပဲနှစ်မျိုးလုံးသုံးလို့ရတယ် Ipandeki အခြေခံအကြမ်းများအဖြစ်တော့ general အဖြစ်တော့နှစ်မျိုးလုံးသုံးလို့ရတယ်။တချို့ grammar တွေကစကားပြောမှာပဲသုံးတာတချို့ grammar တွေကကျတော့ဒီရေးတဲ့နေရာမှာပဲသုံးတာအသုံးများတယ်အဲ့လိုမျိုးရှိပေမဲ့အခုကျွန်တော်ပြောနေတဲ့ Tokoro data ကကျတော့ Kaki Kutuba အနေနဲ့ရော Hanashi Kutuba အနေနဲ့ရောနှစ်မျိုးလုံးမှာသုံးပါတယ်ဆိုတာကိုပြောနေတာဖြစ်ပါတယ်နော်။ကဲဒါဆိုလို့ရှိရင်ကျွန်တော် level လေးကြည့်အောင်ဒီ grammar ကလွယ်ပါတယ်နော်လွယ်တယ်လို့ပြောလို့ရတဲ့အထက်မှာပါပါတယ်။ကျွန်တော် Ichiban Basuni Nori Okureru Tokoro dataဘာစုနိနိုရီအိုကူရဲရုဒိုကိုရိုတက်တာဘက်စကားနောက်ကျတော့မလို့ဖြစ်ခဲ့တယ်မှာဘက်စကားစီးဖို့ကနောက်ကျတော့မလို့ဖြစ်ခဲ့တယ်ပြောချင်တာမနက်၈နာရီထွက်မဲ့ဘက်စကားကိုသူက9:58မိနစ်မှာဘက်စကားကိုရောက်သွားတယ်နော်တီလေးပေါ့ကတ်ပြီးတော့မိသွားတယ်ဆိုတဲ့ပုံစံမျိုးတကယ်လို့တော့နောက်ကျသွားခဲ့မယ်ဆိုလို့ရှိရင်တော့ဘက်စကားစီးလို့ရလိုက်မှာမဟုတ်တော့ဘူးဒါပေမဲ့အခုတော့ဘက်စကားကိုမိသွားခဲ့တယ်လို့ပြောချင်တာပေါ့ဘက်စကားနောက်ကျတော့မလို့ဖြစ်ခဲ့တယ်တကယ်တမ်းကကျတော့နောက်မကျခဲ့ဘူးနမနေကခီနိုခူရူမာနီဘူစကာရူတိုကိုရိုတတန်တာမနေတော့ကကားတိုင်းပြီးတော့မလို့ဖြစ်ခဲ့တယ်ဆိုတော့အဲ့လိုပြောနေတဲ့အချိန်မှာသူကကားမတိုင်းမိခဲ့ဘူးနော်အဲ့လိုကားမတိုင်းမိခဲ့တဲ့အတွက်ကြောင့်မလို့ဘယ်တော့တော့မှသူစိတ်အေးလေဖြစ်သွားတယ်ဆိုတဲ့ feeling မျိုးနဲ့တစ်ဖက်လူကိုပြောချင်တဲ့အထဲမှာပါတယ်မနေ့ကလေငါကန်ကောင်းလို့ကားတိုင်းပြီးတော့မလို့ဖြစ်ခဲ့တယ်ကားတော့မတိုင်းမိလိုက်ဘူးနော်နံပါတ်3ကကျတော့トムさんがいてくれなかったら、うっかり忘れるところでした。トムさんがいてくれなかったら、トムさんがမပြောပြခဲ့ဘူးဆိုလို့ရှိရင်ဥက္ကာရီတတိမမဲ့တတိလက်လွတ်နဲ့လုံးဝဘောတတိလက်လွတ်နဲ့ဝါဆူရဲတုတကိုရိုတက်တာမေးတော်မလို့ဖြစ်ခဲ့တယ်။တိုမှုဆန်ကပြောလိုက်လို့တောင်းနေသူကမမေ့ခဲ့တာ။တကယ်လို့တော့မပြောခဲ့ပဲနေခဲ့မယ်ဆိုရင်တော့သူကလုံးဝမေ့သွားတော့မှာတဲ့။နံပါတ်4あと少しで合格するところでした。あと少しでနောက်ထပ်နည်းနည်းလေးပဲထပ်ပြီးတော့ကြိုးစားလိုက်မယ်စာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့
ကောကကုစရုတကုရတဲ့ရှာစာမေးပွဲအောင်မြင်တော့မလို့ဖြစ်ခဲ့တယ်ဒါဆိုရင်တော့ရလက်ကမအောင်မြင်ခဲ့ဘူးဆိုတော့ပြောချင်နေတာဖြစ်တယ်နော်ဟုတ်ပြီဒါကပထမဆုံးဒီနေ့အတွက်ပြောတဲ့ grammar ဖြစ်တယ်တကူရတက်တာဘာနေတွဲလဲဆိုလို့ရှိရင်ဘတ်ကိုမှကြီးလျှော့ခဲ့ရင်းနဲ့တွေ့ပြီးတော့သုံးလို့ရတယ်ဘယ်လိုအခြေအနေတွေမှာသုံးလဲဆိုလို့ရှိရင်တော့ကိစ္စတစ်ခုကဖြစ်တော့မလို့ဖြစ်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းတော့မဖြစ်ခဲ့ဘူးအဲ့လိုမဖြစ်ခဲ့တဲ့အတွက်တော့မလို့ပြောနေတဲ့သူကဘယ်လောက်ဒီစိတ်အေးလေဖြစ်သွားခဲ့ရသလဲဆိုတာမျိုးတစ်ဖက်လူကိုအဓိကအလေးနဲ့ထားပြီးပြောတဲ့အခါမျိုးတွေမှာသုံးလို့ရပါတယ်နော်ဒါဆိုရင်ဒီနေ့အတွက်ဒုတိယ grammar pattern လေးကကြတော့နာနီနာနီတဲ့ဤတို့ဘာအားဤကြနိုင်ဒီခန်းကြီးလေးကဘာအားကြီးကိုပြောတဲ့ခန်းကြီးဖြစ်ပါတယ်အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုတော့တခုခုကိုလုံနေရမယ့်အနေအထားမျိုးမဟုတ်ဘူးပေါ့နော်လုံနေရမယ့်အခြေအနေမဟုတ်ဘူးလုံနေရမယ့်အချိန်ခါမဟုတ်ဘူးစေတုစကူအနေနဲ့ကတော့လွယ်တယ်ဘာနဲ့သုံးလဲဆိုရင်သူက tab font နဲ့တွဲပြီးတော့သုံးနေပေါ့နော်ဆိုတော့ entry တော့ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ tab font ပြောင်းတာကတော့တော်တော်လေးကိုရနေတော့မယ်လို့ထင်ပါတယ်ဘာတိတ်ကင်းနဲ့တွဲပြီးတော့သုံးနေအေးမီအတိတ်ပဲလည်းပဲရှင်းရှင်းလေးပဲအိမ်မရှိတဲ့ဤတို့ကိုတော့စကူနီတဲ့မို့ရမယ်တဲ့အခုလုံနေတာကိုချက်ချင်းပဲဖြစ်ဖြစ်ပေါ့နော်အခုသူတခုခုလုံနေရဆိုလို့ရှိရင်ချက်ချင်းပဲအဲ့ဒီလုံနေတာကိုရက်လိုက်တဲ့ရက်ပြီးတော့တခြားတခုခုလုံဆိုတဲ့အတိတ်ပဲမျိုးနော်ပြောချင်တာကအခုလက်ရှိလုံနေတဲ့အလုပ်ကိုလုံနေရမယ်အနေအထားမျိုးမဟုတ်ဘူးလုံနေရမယ်အချိန်အခါမျိုးမဟုတ်ဘူးလို့ပြောချင်တာဖြစ်တယ်တော့ဘုံဘိုးလေးနဲ့ရဲဘုံလေးနဲ့ဒီဘုံဘိုးလေးကိုကျွန်တော်ရဲဘုံလေးနဲ့တွဲကြည့်တော့ပို့ပြီးတော့မြင်သားမယ်ပေါ့နော်တိုကျိုတိုင်းကောက်ကွယ်အီကီတိုင်းနာတော့တိုကျိုတက္ကသိုလ်ကိုသွားခြင်းနဲ့တိုကျိုတက္ကသိုလ်ကိုတက်ခြင်းနဲ့ဆိုရင်တဲ့ခွန်တော့တကူရိုတဲ့အာဆွန်တဲ့ဤတို့ဘာအာကြီးဂျာနိုင်တဲ့ရှောဒီလိုနေရာမျိုးကလဲပတ်နေရမယ့်အခြေအနေမျိုးမဟုတ်ဘူးလေအီမောစုကိုအရင်ဒီခါတဲ့ဘန်ကျော်ရှနာဆိုင်အခုချက်ချင်းပဲအိမ်ပြန်ပြီးတော့စာလိလာပါတယ်ဟိုဒီလူကတူကျိုတက္ကသိုလ်ကိုသွားတယ်ဒီကျောင်းသားလေးကတူကျိုတက္ကသိုလ်ကိုသွားတယ်လို့ပြောနေတယ်ဒါပေမဲ့တကယ်တမ်းကျတော့သူကအပြင်မှာရှောက်လေနေတယ်ပေါ့နော်ဒါမျိုးကိုမြင်လိုက်တဲ့တယောက်ယောက်ကအာမင်းဒီလိုတူကျိုတက္ကသိုလ်သာတက်ချင်တယ်ဆိုလို့ရှိရင်အခုဒီလိုအချိန်အခါမျိုးမှာဒီလိုနေရာမျိုးမှာမင်းကလဲနေရမှာမဟုတ်ဘူးလေအင်ချက်ချင်းပြန်ပြီးတော့စာကြည့်ပါလို့ပြောလိုက်တာဖြစ်တယ်နမနေနီးပဲအခုကတော့ကမာယုတဲ့ဤလိုပါအားဂျာနာယောတော်မလားမတော်ဘူးလားဆိုတော့ကိုတွေးဝေနေရမယ့်အချိန်မဟုတ်ဘူးတဲ့そんなことしてたらすぐにチケットは売り切れちゃうよအဲ့ဒါမျိုးလုပ်နေမယ်ဆိုရင်ချက်ချင်းပဲလက်မှတ်တွေကကုန်သွားလိမ့်မယ်ကွန်ဆတ်ပွဲဂီတာပွဲဒါမှမဟုတ်ပွဲတစ်ခုခုပေါ့ဗျာတော်မလားမတော်ဘူးလားဆိုတော့တွေးဝေနေရဲဆိုလို့ရှိရင်ဒါမျိုးပြောလိုက်တာမင်းကတော်မလားမတော်ဘူးလားဆိုတော့အခုချိန်မှာတွေးဝေနေရမယ့်ချိန်မဟုတ်ဘူးအခုအချိန်ဒါမျိုးလုပ်နေလို့ရှိရင်လက်မှတ်တွေချက်ချင်းကုန်သွားလိမ့်မယ်နံပါတ်3ဆမ်းပဲ明日は仕事の面接があるんだから遅くまで起きている場合じゃないよ。早く帰った方がいいよ。နော်မနေ့ကအလုပ်ရဲ့အင်တာဗျူးပေါ့နော်မန်ဆဲဆိုတာအင်တာဗျူးမနေ့ကအလုပ်အင်တာဗျူးရှိတာတောင်မို့လို့နောက်ကျတဲ့အထိကိုနောက်ကျတဲ့အထိနေရမယ့်အချိန်ကမျိုးမဟုတ်ဘူးစောစောဟာယကုကားတော့ဟိုကအေးရောစောစောအိမ်ပြန်လိုက်တာကောင်းတယ်ပေါ့နော်ကဲနံပါတ်4本当に痩せたいと思っているならတကယ်ဟုတ်ပေါ့နော်တကယ်ပဲ痩せたいと思っているならပိန်ကျင်တယ်လို့တွေးထားတယ်ဆိုလို့ရှိရင်お菓子を食べれる場合じゃないでしょうお菓子ဆိုတာကမုတ်နော်မုတ်အချိုတွေကိုစားနေရမယ်အနေထားခြေနေမဟုတ်ဘူးတကယ်ပိန်ကျင်တယ်ဆိုလို့ရှိရင်အစားတော့ဆင်ញင်ရမယ်နော်ကဲနံပါတ်5自分の会社を作りたいと思うなら本ばかり読んでいる場合じゃないကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ခြင်းတယ်လို့တွေးထားတယ်ဆိုလို့ရှိရင်စောက်တီကြီးပဲဖတ်နေရမှာမျိုးမဟုတ်ဘူးအပြင်လေးပါလေးထွက်ပြီးတော့ဘုသူတာလေးရှာမယ်သူများတွေဘယ်လိုလုပ်နေလဲဆိုတော့လေ့လာရမယ်ကိုယ်တိုင်ပြုမှုလှုပ်ရှားမှုတွေလုပ်ရမယ်လို့ပြောနေတာပေါ့နော်ဆိုတော့အခုပြောသွားတဲ့ grammar ကကြတော့ဘာလဲဆိုတော့နာနီနာနီတဲဤလိုဘာအာကြီးဂျာနိုင်လုပ်နေရမယ်ကွက်လက်လုပ်နေရမယ်အချိန်ကမဟုတ်ဘူးပြောနေတဲ့ဟာကိုလုပ်နေရမယ်အချိန်ကမဟုတ်ဘူးတခြားပို့ပြီးသိတော်တဲ့ဟာတစ်ခုကိုလုပ်နေရမှာလို့ပြောနေတဲ့အခါမျိုးမှာသုံးလို့ရပါတယ်ဗျဆိုတော့ကျွန်တော်ဒီနေ့ grammar နှစ်ခုပြောသွားပါတယ်နှစ်ခုလုံးလည်းပဲလွယ်ကူတဲ့ grammar တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့နားလည်မယ်လို့ထင်ပါတယ်เนาะဆိုတော့အားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲဗျဆိုတော့ကျွန်တော်နောက်တဲ့ grammar video lesson တစ်ပုံနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်